အားရဦးဆိုတဲ့စကားလုံးတွေနဲ့ခမည်းကျုပ်ခဏခဏပြစ်မထားပါနဲ့လားဗျာနော်ခမည်းကကျုပ်တကယ်လည်းမပတ်သက်ချင်တော့ဘူးတဲ့ပြောလိုက်ဗျာကျုပ်ခမည်းနဲ့ဝေးရောက်ထွက်သွားပြီပါဗျာနော်ဘာလဲပြောနေပါတဲ့ချိန်တိုင်းမှာဆိုတဲ့နာကုန်သိမ်းသွားငါစီကညာတိုင်းမှာခန္ဓာရည်မရှိတော့ငါယူသွားဆုံးလို့ခဲ့တဲ့ငါပြောနေမယ်ဆိုမေးချပါကြောခိုင်းလေထွက်သွားအိမ်မမကြီးတို့ရောက်သွားဒီနေ့ကြမှာ you love me I never wanna let you go အခုဒီနာအိမ်မထဲမှာnever be you ထားတာညာနေပြီတော့နောက်ဆုံးချိန် so hard of let you go